မိတိုင်ခဲ့ပါတယ်တရားသိရမသိဘူးရောဆို ရိုက်တယ်ဒီမှာ 40နဲ့နောက်ဝါတိုင်းတဲ့အချိန်ခါကာလမှာအချိန်ပေါင်း1980ပြောခဲ့ပို့ခဲ့ပါရဲ့တရားချစ်တဲ့သူတို့ရှင်။ဒါကြောင့်ဘဝလမ်းကူးပြဿနာအာယုံအခုအပြောင်းပြဿနာမဖြစ်ရအောင်ယောနိသောမနတိကာရနှလုံးသွင်းစိတ်ရဲ့ဖြူစင်မှန်ကန်စွာနဲ့ကိုယ်နှုတ်ကိုသီလနဲ့ပေါင်းခတ်စိတ်ကိုသမာဓိနဲ့ပေါင်းခတ်အတိကိုဝိပဿနာနဲ့ပေါင်းခတ်နိုင်မှဘဝမှန်ဘဝဆံဘဝမြတ်ကိုရမှာပါလို့အများတသိန်းကိုတရားအရင်ပြမယ်ဓမ္မတရေတို့နှလုံးသားကိုလှဆင်ဖို့တရားတော်ကြွယ်ပါတဲ့အကြောင်းဒီဒီစားစားကာရဝတရားနဲ့ခိကြပါတရားချစ်တဲ့သူတော်ရှင်သာသနာနဲ့တကယ်တွေ့တဲ့သူဟာဟန်တလုံးပန်တလုံးနဲ့အချိန်မဆုံးပါနဲ့ခန္ဓာကိုယ်ငုံကိုဉာဏ်ကိုအသုံးချလို့အချိန်ဆုံးပါဒီလိုပိုင်ဆိုင်ထားတဲ့ဟောဒီခန္ဓာကြီးကဘယ်ဖြစ်ဖြစ်အကုသိုလ်ဝါပြုပြင်ရင်